တရားဖြစ်တော်မူမည်ဒီမှာခန္ဓာမှာပြောင်းရောက်သောကာလဝေနာဝိနာနတိနေကတိပိကိန္နာလောအလယယုဒနာ60ယုဒနာ25အနာယုဒနာက50ပြည့်နေလားစွာသောဘန္တုကမလာငါးပြောင်းပြတဲ့ဝေတဲ့ဝေဝတ်ပြေဒီနေတော်မူပြီးမှာမေရောတိဘေဘုသောတံဒုတိယနာလာဟုအကြည့်ရကုဘရုထား၍သတ္တံသောစကြဝဠာတက္ကမညီညာပြပြစီဝေရောက်လာကြကုန်သောညာစွာသောနဗ္ဗမမောင်တို့အားကာမောကမောကဒိဋ္ဌောကဝိသောကတိဟုသောဘောကလေးသွဲသံဃာရေပြေကျမ်းမှာဘုဒ္ဓထုတ်ချောင်းနိဗ္ဗာန်တိဟုသောကံတပည့်တို့ရောက်စေရန်လုံငါဘာနာကုမြောက်သောဝါဝင်သုံးလကာလပတ်လုံးကောင်းကင်မြေကြီးယိုစီတိပမာဓမ္မေယုမြတ်စွာဘုရားဟောကြားတော်မူခဲ့ပါလေရှင်ဘုရားကိလေသာအာဟုသောအပိညာမောပထမမနုဿလောကိပရိသေဟိတောကတ္တသပုဏ္ဏေနာဒေတိယောအာယတမဓမ္မဒေတာရိဗုဒ္ဓထေနဓမ္မဒေနာကတိနာဧတာပိဓမ္မောပထမမနုဿလောကိပရိသေဟိတောဒေနေဝမန္တေယတမဓမ္မာရိဗုဒ္ဓထေရနာအန္တနောကတိဝိဟာရိကာနံပင်္စနံဘိက္ခုတတနံဒေတိတောထိုအဘိဓမ္မာဒေသနာတော်မြတ်ကိုလူပြည်လောက၌အဘယ်မည်သောပုဂ္ဂိုလ်သည်ရှေးဥစွာနာခံမှတ်သားကြရပါသနည်း